အရှုံးတွေကအမြတ်ရရေးဘုရားဘာသာဝင်သူတော်စင်တွေဘယ်ဘက်ကကြည့်ဆုံးရှုံးမှုတွေရှိနိုင်တော့လဲအရှုံးတွေကအမြတ်ရအောင်ကြိုးစားနိုင်ဖို့ဆိုတာအမှန်တမ်းအရေးကြီးတယ်အဲ့လိုမကြိုးစားဘူးဆိုရင်နှစ်ထပ်ကွမ်းအရှုံးနဲ့ရင်ဆိုင်ရတတ်တယ်ဘုရားမြတ်စွာသာသနာတော်ကြီးနဲ့ကြုံတွေ့တဲ့အခါမှာမြတ်စွာဘုရားရဲ့အဆုံးအမတွေရရှိနိုင်ပါလျက်သားနဲ့မြတ်စွာဘုရားရဲ့အဆုံးအမတွေကိုမနာခံဘူးမကျင့်ကြံဘူးဆိုလို့ရှိရင်အရှုံးတစ်ခုပဲအဲ့ဒီတည်းမဲ့မနာယုံနေမကဘူးမိမိတို့ဘဝမှာကောင်းမြတ်တဲ့လုပ်ငန်းတွေကိုမလုပ်ဖဲနဲ့ဘဝတစ်ခုရင်ဆိုင်ကြရတဲ့အခါလူတိုင်းဟာနောက်ဆုံးအချိန်မှာသိခြင်းတရားဆိုတာယုံဆိုင်ကြအဲ့လိုရင်ဆိုင်ကြရတဲ့အခါမှာအရှုံးတစ်ခုနဲ့ထပ်မှန်ပြီးတော့တွေးကြခုဆိုပါစို့ကျွန်းဦးရွာသားတွေဒီနာကစင်တွေတို့ရွာသားတို့အလုံးကကိုယ်ပဲစိတ်ကပ်ပြီးတော့မိမိတို့ရဲ့ကောင်းမြတ်တဲ့ကိုယ်ကျင့်တရားတွေရရှိဖို့အတွက်ရှေ့ဆောင်လမ်းပြဆွဆုံးမတဲ့ကျွန်းဦးစိန်ရဏကျောင်းတိုက်ဆရာတော်ကြီးဘဝနတ်ကျောင်းရွှေပြောင်းဆံသွားတဲ့အခါမှာဆုံးမဩဝါဒပေးတဲ့မိမိတို့ရဲ့ဆရာသမားမိမိတို့မှာဆုံးရှုံးသွားတယ်လို့ဒီလိုရှိတာအဲ့ဒါလို့ဆုံးရှုံးသွားပြီဆိုတဲ့အခါမှာဆုံးရှုံးသွားမှုကိုအကြောင်းပြုပြီးတော့အမြတ်တစ်ခုရအောင်မလုပ်နိုင်ဘူးဆိုရင်အရှုံးတွေကအရှုံးပဲဖြစ်မှာပထမအရှုံးပေါ်မှာဒုတိယထပ်ပြီးတော့မရှုံးစေကြဖို့ဆရာသမားရဲ့သုံးမဩဝါဒတွေနဲ့ဘဝလမ်းကြောင်းကိုခြောက်တန်းဖို့အတွက်မြတ်စွာဘုရားရဲ့အဆုံးအမတွေနာယူမှတ်သားပြီးတော့လိုက်နာကျင့်သုံးနိုင်ကြရမယ်အဲ့ဒီလိုလိုက်နာကျင့်သုံးခြင်းမပြုဘူးဆိုလို့ရှိရင်တော့အရှုံးထဲမှာအရှုံးထပ်တွေ့မှာမြတ်စွာဘုရားကဟောထားတယ်တံဝေစနိယေတုဌာနေတုတံဝေခောတံဝေကဖြစ်เสียတွေကြုံလို့ရှိရင်ထိတ်လန့်တုန်လှုပ်ခြင်းဆိုတဲ့တံဝေကဖြစ်เสียမယ်ဓမ္မသာလည်းအရှုံးထဲမှာအမြတ်ရနိုင်တံဝိခတ္တသယောနိတောပရဏံထိတ်လန့်တုန်လှုပ်မှုတံဝေကဖြစ်ပြီးလို့ရှိရင်လေထိုတံဝေကဖြစ်ပြီးအားလျော်စွာကျင့်ကြံကြိုးကုပ်အားထုတ်ခြင်းဆိုတဲ့အလုပ်ကိုလုပ်ရအဲ့ဒါမလုပ်ဘူးဆိုလို့ရှိရင်အရှုံးထဲမှာအရှုံးထပ်ဖြစ်လိမ့်ဘုရားဘာသာဝင်မြန်မာလူမျိုးတွေစဉ်းစားဆင်ခြင်ဖို့အလွန်ကောင်းတာလွန်ကောင်းတယ်တဖြည်းဖြည်းအနှစ်သာရတွေဆုပ်ယုပ်ပြက်ပြားလာတဲ့အခါမှာအခုလိုမိမိတို့ကိုယ်ပဲစိတ်ကပ်တဲ့ကျောင်းတိုင်းဆရာတော်ကြီးတစ်ပါးပြန်လွန်တော်မူသွားတယ်ဆိုတဲ့အခါမှာလူတွေဟာတန်ဝေကဖြစ်ရမယ့်အစားပျော်ပွဲရွှင်ပွဲတွေနဲ့ပျော်ဖို့ပါဖို့ဆိုတဲ့ဘက်ကိုလုံးမန်းလာကြတယ်ဆိုရင်တော့အရှုံးတွေကအရှုံးကြီးပဲအမြတ်မရနိုင်ဘူးမြန်မာနိုင်ငံရဲ့ဘုရားဘာသာအစဉ်အလာတစ်ခုမှာ
ဖြစ်တဲ့ဖြစ်ထိုက်တာကမိမိတို့ရဲ့ကျေးဇူးရှင်ဆရာတော်တစ်ပါးဘဝနတ်ထံပြန်လွန်တော်မူသွားတယ်ဆိုလို့ရှိရင်တန်ဝေကဖြစ်ပြီးတော့ထိုရှင်မြတ်ရဲ့ဂုဏ်တွေကျေးဇူးတွေကိုအာယုံပြုပြီးတော့ပူဇော်တဲ့တယုတ်တကံမပြည့်စေရဘူးအဲ့ဒီပူဇော်တဲ့တယုတ်တကံမဖြစ်ဘဲနဲ့ပျော်ပွဲရွှင်ပွဲလုပ်တဲ့တယုတ်တကံဖြစ်လို့ရှိရင်တော့အမတမအရှုံးထဲမှာအမျက်မထွက်ဘဲနဲ့အရှုံးထဲမှာထပ်ပြီးတော့ရှုံးရမှာဖြစ်တယ်ပေါ့ဘယ်ကိစ္စမှာပဲဖြစ်ဖြစ်အလုံးဟာမိမိတို့အသိနဲ့ညီညီညွတ်ညွတ်နဲ့ဆောင်ရွက်လုပ်ကိုင်ပြီးတော့ရှေ့ဆောင်လမ်းပြတဲ့ဆရာတော်တွေရဲ့ဆုံးမဩဝါဒအတိုင်းဒီဆရာတော်ကြီးရဲ့အန္တိမသာဓုကိလနလို့ဆိုတာအန္တိမသာပနသာဓုကိလနဆိုတာသူတော်ကောင်းတွေရဲ့ပူဇော်မှုဖြစ်လာလဲပူဇော်တဲ့နဲ့ဆိုပါစို့ဆရာတော်ရဲ့ဂုဏ်ကိုအာရုံပြုပြီးတော့ခိတနဲ့ပူဇော်တယ်ဆိုလို့ရှိရင်လေပူဇော်တယ်ဆိုတဲ့အနေအထားကိုမပြောက်စေရပူဇော်တယ်ဆိုတဲ့အနေအထားပျောက်သွားလို့ရှိရင်ပျော်ပွဲရွှင်ပွဲဆိုတဲ့အနေအထားမျိုးရောက်သွားတယ်ရောက်သွားသည့်အတွက်ကြောင့်ခြေရွာဒေသတွေမှာလမ်းလွဲသွားတဲ့အခါမှာနောက်ပိုင်းမှာဘာဖြစ်လာတော့ဆိုရင်ဘုန်းကြီးသေရွာကြီးတဲ့ဒီလိုအဆိုတော်ဖြစ်လာတယ်ပေါ့ကျောင်းကဘုန်းတော်ကြီးပြန်တော်မူပြီဆိုလို့ရှိရင်ရွာမှာကုန်ကြစိတ်တွေများပြီးတော့ပျော်ပွဲရွှင်ပွဲတွေနဲ့နောက်ဆုံးမှာခိုက်ရန်ဒေါသတွေဖြစ်လို့တန်ဝေကစိတ်မဖြစ်ဘဲနဲ့ပျော်ပွဲရွှင်ပွဲတွေနဲ့အဆုံးသတ်သွားပြီကျေးရွာကလူတွေလည်းကုန်ကြစိတ်တွေအများကြီးကုန်ကြပြီအမျက်မရလိုက်ပဲနဲ့ဖြစ်သွားတာဘုန်းကြီးတေဝရွာချေဆိုတဲ့စကားလုံးဟာမြန်မာစကားပုံထဲမှာဝင်ရောက်ပြီးတော့ဒါဟာလမ်းလွဲသွားတာလို့ခေါ်တယ်အဲ့ဒီလမ်းလွဲမှုကိုမဖြစ်စေရဘူးသာဓုကိလနအန္တိမဇာပနပူဇာဆိုတာဘာလို့ဆရာသမားရဲ့ဂုဏ်ကိုအာယုံပြုပြီးတော့တို့တွေပူဇော်တယ်ဆိုတဲ့အတိနဲ့လုပ်ဖို့လိုအပ်တယ်ပေါ့ပူဇော်တယ်ဆိုတဲ့အတိပျောက်သွားပြီဆိုလို့ရှိရင်တော့ခုနကပျော်ပွဲရွှင်ပွဲတွေစိတ်ရောက်သွားရင်တန်ဝေကဆိုတာလည်းမဖြစ်တော့ဘူးမြတ်စွာဘုရားရဲ့စကားနဲ့လည်းဆန့်ကျင်မဲ့ဖြစ်သွားတယ်အဝေဇနိယေတုဌာနေတုတန်ဝေကုံထိတ်လန့်တုန်လှုပ်ဖွယ်ကိစ္စတွေနဲ့ကြုံတဲ့အခါမှာတန်ဝေကဖြစ်ရမယ်လို့ဆိုတဲ့စကားအတိုင်းတန်ဝေကဖြစ်ဖို့လိုတယ်တန်ဝေကဆိုတာဘယ်လိုဖြစ်ရမလဲလောကကြီးလူဘဝရလာတဲ့ဆိုရင်ဒီနေ့တစ်ချိန်ကျတော့ဘဝဆိုတာအဆုံးသတ်သွားမှာပဲလူတိုင်းဟာဘဝတစ်ခုလူတွေရဲ့အသက်ဇီဝိတဆိုတာဟာခိုင်မာတာမဟုတ်ဘူးမခိုင်မာတဲ့အသက်ငါတို့လည်းပဲဒီနေ့ကျတော့သိဆုံးခြင်းဆိုတဲ့ဒီဖြစ်ပျက်နဲ့ရင်ဆိုင်ရမှာပဲဒါကြောင့်မို့အသက်ဇီဝိတရှိနေတဲ့အချိန်မှာကုသိုလ်တရားဖြစ်ပွားအောင်တို့တွေကြိုးစားမှာလို့တန်ဝေကစိတ်လေးဖြစ်ပွားဖို့လိုတယ်လောကလူတွေကသိချင်းတရားဆိုရင်မအောင်မေ့ချင်ကြဘူးဘာဖြစ်လို့မအောင်မေ့ချင်တော့ဆိုလူတွေကသိတယ်ဆိုတဲ့စကားပြောရင်ကိုနမိတ်မရှိနမမရှိလို့ဒီလိုထင်ကြတယ်ပေါ့နမိတ်မရှိနမမရှိပေါ့မသိဘူးဆိုတာကိုပဲသူတို့ကြားကျင်နေကြသို့တော့ကြားကျင်လို့ရောကြားရရဲ့လားလို့ဆိုဘယ်ကြားရမှာလဲတန်ဝေကစိတ်
ရှိထားမယ်အသိဉာဏ်နဲ့ရှိထားမယ်ဆိုလို့ရှိရင်သိခြင်းတရားဆိုတာဟာသဘာဝတစ်ခုကိုဖော်ပြထားတာသာဖြစ်တယ်အဲဒီမှာသိခြင်းတရားဤတစ်ပါးကစီးပွားများမြောင်အကျိုးဆောင်အိုအောင်အောင်းမေ့စီပြန်ကြလို့ရှေးကဆရာတော်ကြီးတွေကဒီလိုဆုံးမဩဝါဒပေးထားလူတိုင်းဟာမသေးမှာမဟုတ်ဘူးသေမှာပဲသေတဲ့အခါသေခြင်းတရားကိုရဲရဲဝံ့ဝံ့ရင်ဆိုင်ပြီးတော့ကုသိုလ်ကောင်းမှုနဲ့ဘဝတစ်ခုကအရှုံးမရှိသေဖို့ကအရေးကြီးတယ်ပေါ့အရှုံးနဲ့သေသွားလို့ရှိရင်လူဘဝဆိုတာပြန်ရကြမှာရတော့မှာအဲ့ဒါကြောင့်မို့လို့အရှုံးထဲမှာထပ်ပြီးတော့မရှုံးစေရအောင်အခုလိုမိမိတို့ကိုယ်ဝေစီကတ်တဲ့ဆရာသမားအန္တိမဇာပနလို့ခေါ်တဲ့သာဓုကိလနသဘင်ကိုဆင်ရင်ကျင်းပနေကြတဲ့အခါမှာဆရာသမားတွေရဲ့ဆုံးမဩဝါဒဥဆောင်ကျင်းပကြတဲ့ဆရာတော်တန်ဃာတော်တွေရဲ့အဆုံးအမနဲ့တန်ဝေကဖြစ်ပွားပြီးတော့ကုသိုလ်တရားတွေများများဖြစ်အောင်ကြိုးစားတဲ့နဲ့ဒါဟာပျော်ပွဲရွှင်ပွဲမဟုတ်ဘူးတန်ဝေကဖြစ်ရမယ့်ပွဲဖြစ်တယ်တန်ဝေကဖြစ်ဖို့ရာအတွက်လည်းစဉ္ညာတုံတရားရှိကြရမယ်မရှိဘူးဆိုလို့ရှိရင်လူဘဝဖြစ်ရကြိုးနတ်မှာမဟုတ်ဘူးဒီတန်တရားတွေကလွတ်ဖို့ဆိုတာလေအင်တမခဲရင်သွားလိမ့်မယ်အသိဉာဏ်ဆိုတာစဉ္ညာစဉ်းစားမှုအသိဉာဏ်ရှိဖို့အင်တမအရေးကြီးတယ်မြတ်စွာဘုရားကဟောတဲ့ထင်မယ်ပစ္စဝေခဏဘဟုကာရကုသလေတုဓမ္မေတုကောင်းမြတ်တဲ့တရားတွေကိစ္စမှာစဉ္ညာတုံတရားရှိတာအင်တမခြေဆုများတယ်စဉ္ညာရမယ်မစဉ္ညာမဲ့မနေရဘူးမစင်စားပဲမနေရဘူးအ ਨੇ ဆုံးသာဓုကိလနဇာပနာပွဲရောက်လာတဲ့ပုဂ္ဂိုလ်တိုင်းဟာအေးတနေ့တစ်ချိန်ကြရင်အခုလိုတို့ရဲ့ကိုယ်ွယ်အားထားရာဆရာတော်ဘုရားကြီးတောင်မှပဲဘဝနတ်ထံပြန်လွန်ရသေးတယ်တို့တွေလည်းပဲသိခြင်းတရားဆိုတာမလွန်မြောက်နိုင်ဘူးသိခြင်းတရားမရောက်လာခင်တို့တွေကုသိုလ်ကောင်းမှုတွေလုပ်ကြရမယ်လို့စိတ်ထဲမှာအဲ့ဒါလို့တန်ဝေကဉာဏ်တွေဖြစ်ပွားအောင်ကြိုးစားအဲ့ဒါမှအရှုံးတွေကအမြတ်ဆိုတာလာမှာအဲ့ဒါလို့မဟုတ်ဘူးဆိုလို့ရှိရင်မိမိတို့ဆရာသမားလည်းရှုံးတယ်ရှုံးရတာဆုံးရတာကိုအကြောင်းပြုပြီးတော့မိမိတို့အနေနဲ့လည်းကုသိုလ်တရားသားမှမရလိုက်ဘူးဆိုရင်ထပ်ပြီးတော့ဆုံးရှုံးရရောက်တယ်ပေါ့အဲ့ဒါလို့မဖြစ်အောင်သတိတံဝေကထားဖို့လိုအပ်တယ်ပေါ့မြတ်စွာဘုရားသခင်ကိုရောင်မြတ်ရဲ့အဆုံးအမလေးတွေကိုဆင်ញင်စဉ်းစားပြီးတော့ကိုယ့်ကိုယ်လည်းဆင်ញင်သုံးသပ်နိုင်အောင်ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ဒေသနာတော်တွေတဲကအချက်လက်ကလေးတွေကိုမိမိတို့စဉ်းစားတတ်အောင်မြတ်စွာဘုရားကဘယ်လိုဟောထားတယ်ဆိုတာနာယူမှတ်သားကြဖို့ပေါ့နော်အဲ့ဒီပဲမြတ်စွာဘုရားကဘယ်လိုဟောတော့ဆိုကိုယ့်ကိုဆင်ញင်ဖို့နော်အနိမိတ်တမနိညာတံမစ္ဆာနံဣဒစီဝိတံတို့တတ္တဝါတွေရဲ့အသက်လူသားတွေရဲ့အသက်ဆိုလူတိုင်းမှာအသက်ရှိနေကြတဲ့အခုသက်ရှိထင်ရှားအသက်ဆိုတဲ့ဇီဝိတရှိနေသမျှကာလပတ်လုံးလူတွေဟာသွားလာလှုပ်ရှားပြောဆိုနေထိုင်နိုင်ကြတယ်အသက်ကစောင့်ရှောက်နေသမျှကာလပတ်လုံးခန္ဓာကိုယ်ကြီးရဲ့လှုပ်ရှားမှုတွေရှိနေသေးတယ်ပေါ့အဲ့ဒီမှာအဲ့ဒီခန္ဓာကိုယ်ကြီးကိုထိမ့်သိမ်းဆောက်ရှောက်ရှင်သန်နေအောင်ထိမ့်သိမ်းဆောက်ရှောက်နေတဲ့ဇီဝိတဆိုတဲ့အသက်ဟာဘယ်နေ့ဘယ်ရက်မှာပျက်စီးသွားမယ်ဆိုတာဘယ်သူကိုမှဒီအမတ်သင်္ကေတပေးနေမှာမဟုတ်ဘူးတဲ့ဆိုလိုတာကတို့ရထားတဲ့အသက်ကလေးဟာခန္ဓာကိုယ်ကြီးကိုထိမ့်သိမ်းဆောက်ရှောက်နေတဲ့အသက်ဆိုတာရုပ်ဇီဝိတနဲ့နာမ်ဇီဝိတဒီနှစ်ခုကိုခေါ်တာအသက်ရှိနေတဲ့ကာလပတ်လုံး
ပျက်စီးသွားတဲ့ရုပ်တွေကပြန်ကောင်းတယ်ပျက်စီးသွားတဲ့နံတရားတွေကပြန်ရှင်သန်လာတယ်အဲ့ဒီရှင်သန်မှုအတွက်ထိမ့်သိမ်းဆောက်ရှောက်နေတဲ့ရုပ်ဇီဝိတနာမ်ဇီဝိတဆိုတဲ့အသက်ကလေးဟာအနိမိတ်တံဘယ်နည်းဘယ်ရက်မှကုံဆုံးမယ်လို့ဆိုတာဘာသင်္ကေတမှဘာအရေးနမိတ်မှသိနိုင်တဲ့အနေအထားမရှိဘူးလောကလူတွေဟာမနေ့ပိုင်းကျမ်းမာမာကြီးတော်တော်လာလာကြီးညနေကြတော့မရှိတော့ဘူးတဲ့ညနေမှာကျမ်းမာမာသွားလာနေတဲ့ပုဂ္ဂိုလ်နောက်တည့်ကြတော့မရှိတော့ဘူးတဲ့အသက်ဇီဝိတဆိုတာဘယ်နေ့ဘယ်ရက်သေးမယ်ဆိုတာဘယ်သူမှမပြောနိုင်ဘူးတဲ့အင်တာမအံ့ဩစရာကောင်းတယ်တခါတော့ကဘုန်းကြီးတို့ပြင်ဦးလင်မှာမိတ်ဆွေယဟန်တစ်ပါးနဲ့ပြင်ဦးလင်ကျောင်းသွားရင်းကနေပြီးတော့ရန်ကုန်ကတကားတယောက်ဖုံးဆက်တယ်လမ်းပြီးတော့ဖုံးနေတဲ့စကားပြောပြီးတော့မနေ့ပိုင်းစကားပြောပြီးတော့ညနေပိုင်းရောက်တဲ့အခါကျတော့ဖုံးဝင်လာတယ်မနေ့ကစကားပြောတဲ့တကားဆုံးလို့တဲ့ဆိုပြီးတော့ဖုံးဝင်လာအဲ့တော့မနေ့ကအကောင်းကြီးညနေကျတော့မရှိတော့ဘူးဒီလိုလဲဖြစ်နိုင်တယ်ဆိုတာဒီခဏခေတ်မှာပိုးဆိုးသေးတာပေါ့အစီရင်ဆိုတဲ့မတော်တဆဖြစ်မှုတွေအလွန်ကြီးမားသည့်အတွက်ကြောင့်အလွန်များပြားသည့်အတွက်ကြောင့်လူရဲ့အသက်ဆိုတာဘယ်နေ့ဘယ်ရက်ဘယ်အချိန်မှာဒီအသက်ဟာပျက်စီးမယ်ဆိုတာကိုဘယ်သူမှမပြောနိုင်ဘူးတဲ့အဲ့တော့ကိုယ့်ကိုယ်စဉ်းကျင်စဉ်းစားဖို့ရဘာလဲဆိုရင်ငါအသက်အနိမိတ်တဘယ်နေ့ဘယ်ရက်မှာဒီအသက်ကထွက်မယ်ဒီအသက်သေးမယ်ဆိုတာကိုဘယ်လိုမှငါ့ကိုအတိပေးမှာမဟုတ်ဘူးဆိုတာကိုစဉ်းကျင်စဉ်းစားဖို့လိုအပ်တယ်ပေါ့ရသော်ဘုရားအဲ့လိုစဉ်းကျင်စဉ်းစားမယ်အနည်းညာတန်းဆိုတာမသိနိုင်ဘူးအသက်ရဲ့အတိုင်းအတာကာလကိုမသိနိုင်ကြဘူးမသိနိုင်လို့လူတွေဟာတမန်အားဖြင့်ဖြစ်ပေါ်လာပြီးတဲ့နောက်မှာပြောတယ်မေးကြတယ်အသက်ဘယ်လောက်ရှိပြီလဲမေးကြတယ်တယောက်နဲ့တယောက်တွေ့တဲ့အခါ50ရှိပြီ60ရှိပြီ80ရှိပြီ80ရှိပြီအသက်ရဲ့နှစ်အရေအတွက်တွေကိုဒီလိုပြောနေကြသို့တော့50မှသေမှာလား60မှသေမှာလား80မှသေမှာလား80မှသေမှာလားလို့သိသလားလို့ဆိုလူကမသိဘူးလူကမသိနိုင်ဘူးအဲ့တော့မသိနိုင်တာကဒါရင်လားလို့ဆိုမကဘူးဇီဝိတဆိုတဲ့အသက်မသိနိုင်တယ်လို့ဘာယောဂနဲ့သိမယ်ဆိုတာလည်းမသိနိုင်ဘူးတဲ့ဘယ်ချိန်ဘယ်နေ့ဘယ်ရက်ဘယ်အချိန်မှသိမယ်ဆိုတာလည်းမသိနိုင်ဘူးမသိနိုင်တာလေဘယ်မှာဘယ်တုတ်တံမှာမြုပ်နှံမယ်ဆိုတာလည်းမသိနိုင်ဘူးသိပြီးရင်ဘယ်ဘဝရောက်မယ်ဆိုတာလည်းမသိနိုင်ဘူးအဲ့ဒီမသိနိုင်တာတွေနဲ့အတူနေရတဲ့ဘုန်းကြီးတို့ဘဝမှာအမြတ်ရအောင်ကြိုးစားကြမှာအမြတ်ရအောင်မကြိုးစားနိုင်လို့ရှိရင်အရှုံးတွေကအမြတ်ဆိုတာဘယ်တော့မှရမှာမဟုတ်ဘူးအရှုံးတွေကအရှုံးနဲ့ပဲသွားနေကြမှာပဲတန်တရားဝဆင်းရဲကလွတ်ကင်းဖို့ဆိုတာအမှန်တမ်းအရေးကြီးခက်ခဲတယ်အခုသာဓုကိလနအန္တိမသာဝနာမှာတံဝေကလေးမှတစ်ချိန်တစ်ခါလေးမှတံဝေကမဖြစ်လိုက်တဲ့ပုဂ္ဂိုလ်တွေဟာဆုံးရှုံးတယ်လို့ပဲပြောအောင်ဘုရားသာသနာတော်နဲ့ကြုံတွေ့ရတဲ့မှာဒီအသိစိတ်လေးမရဘူးဆိုလို့ရှိရင်သာသနာတော်နဲ့နောက်ထပ်ပြန်တွေ့ဖို့ဆိုတာအလွန်ခဲရင်တယ်ဒါကြောင့်မို့တတိတံဝေကဆိုတာလေးကိုရအောင်ယူချရမယ်10မိနစ်ပဲရတဏှာကြီးပဲရသမျှဟာမိမိတို့အတွက်အရှုံးတွေကအမြတ်ဖဲလို့ဒီလိုသတ်မှတ်ရအောင်ဟုတ်ပြီ
မြတ်စွာဘုရားကအနိမိတ်တမနဉ္ဉန္တံမစ္ဆန္နံဣဒဇီဝိတံဒီလောကမှာရှိတဲ့သရဝါတွေရဲ့အသက်ဆိုတာဘလောက်ဘယ်နည်းပဲရဲ့ကုန်ဆုံးမယ်ဆိုတာအမတ်သင်္ကေတမရှိဘူးဘလောက်လူဘဝမှာနေရမယ်ဆိုတဲ့အတိုင်းအတာတစ်ခုကိုလည်းမသိနိုင်ဘူးလို့ဒါကိုတတိထားဖို့လို့အဲ့တော့မသိနိုင်တဲ့အသက်ကသူ့ဘာသူပဲရှင်းနေတာလားကိုယ်ဂရုစိုက်เสียမလိုဘူးလားလို့မေးเสียရှိတယ်ပေါ့မေးเสียရှိတယ်အသက်ကလေးရှင်ဖို့အတွက်ဘလောက်လုံးလို့ရတယ်ဆိုတာကိုမြတ်စွာဘုရားဆက်ပြီးတော့ဟောတယ်ကတိရင်စပရိတင်စတင်စဒုက္ခိဏတန်ယုတ်တံဒီအသက်ရှင်ဖို့အတွက်လူတွေဟာရုန်းကန်နေရလွယ်လွယ်နဲ့မဟုတ်ဘူးရုန်းကန်နေရတယ်ရုန်းကန်ရတယ်ဆိုတာဒီအသက်ရှင်နိုင်ဖို့အတွက်စားစရာရဖို့ရုန်းကန်ရတယ်နေစရာတွေရှိဖို့ရုန်းကန်ရတယ်ဝတ်စရာရှိဖို့ရုန်းကန်ရတယ်မကြမ်းမမာရင်ဆေးဝါးကူးနိုင်ဖို့ဆိုတာရုန်းကန်နေရတယ်အဲ့ဒီလိုလုပ်ရတာသက်တာလားလို့ဆိုမသက်တာဘူးကတိကအလွန်ကိုပင်ပန်းနေအလွန်ပင်ပန်းတဲ့အသက်ဟာအရှိကြီးနေရသလားလို့ဆိုမဟုတ်ဘူးပြိဋ္ဌသူ့ရဲ့သက်တမ်းလေးကအလွန်တူတောင်းတယ်ဘလောက်ထိတူတောင်းလို့ဆိုလို့ရှိရင်ရုပ်ဇီဝိတနာမ်ဇီဝိတဆိုတဲ့ဒီအသက်ကလေးဟာဒီတစ်စက္ကန့်အတွင်းမှာနာမ်ဇီဝိတကအချိန်ပေါင်းများစွာပျက်စီးပြီးတော့သွားနောက်ထပ်အသစ်ပြန်ပေါ်နေလို့သာလူတွေဟာရှင်သန်နေတယ်လို့ထင်တာအေယဝတီမြေကြီးကိုကြည့်လိုက်ရေစီးနေတာမနေ့ကစီးတဲ့ရေတွေမဟုတ်ဘူးခဏသွားကြည့်နေ့ပြင်ကသွားကြည့်ဒီရေမဟုတ်ဘူးနောက်ရေတွေအသစ်လာနေတာအဲ့ဒါလိုပဲလူဘဝမှာမနေ့ကလှုပ်ရှားသွားလာနေတဲ့ရုပ်တည်နံတွေမရှိတော့ဘူးဒီနေ့ယုံနံကအသစ်တွေလာနေတာနေ့ပြင်ကကြတော့လေအခုခဏယုံနံတွေမရှိတော့ဘူးစီးသွားပြီမြေကြီးစီးသွားတယ်လို့မိမိတို့ရဲ့တဏ္ဍာမှာရှိတဲ့ရုပ်တရားနံတရားတွေတက်တန်းဆိုတာအလွန်တိုးတယ်ရုပ်ဇီဝိတကကြည့်လိုက်မယ်ဆိုလို့ရှိရင်အကျဉ်းချင်းမှန်းပြီးတော့ကြည့်လို့ရှိရင်18စက္ကန့်လောက်ဆိုရင်ပျက်စီးပြီးတော့သွားပြီနော်18စက္ကန့်ဆိုရင်တစ်ခုပြတ်သွားပြီအဲ့ဒီလိုပြတ်တဲ့ဟာတွေအများကြီးနဲ့ကြုံတွေ့ရတယ်ဒါကြောင့်မို့အလွန်တိုးတယ်လူတွေကတော့ထင်တယ်ငါအသက်80 80 90ထိအောင်နေရတယ်မသေးသေးဘူးလို့ထင်တယ်သို့တော့ကြားထဲမှာပျက်စီးသွားတာတွေကအစားထိုးနေသေးသည့်အတွက်ကြောင့်လူဟာရှိနေသေးတယ်လို့ပြောကြတယ်အစားမထိုးနိုင်တဲ့နေ့ကြတော့သိဆုံးသွားပြီလို့ဒီလိုပြောကြတာပေါ့အေးဒါကြောင့်မလို့သူ့တဘာဝကိုကြည့်မယ်ဆိုရင်ဒီအသက်ကလေးရှင်သန်နေဖို့ရလောက်ကင်ကြရတာလည်းပင်ပန်းဆင်းရဲတယ်ဒီအသက်လေးရဲ့အတိုင်းတာဟာလည်းအလွန်တိုတောင်းတယ်လို့တင်စဒုက္ခိဏတန်ယုတံအမြဲတမ်းဆင်းရဲဒုက္ခတွေနဲ့ကြုံတွေ့ပြီးတော့နေကြရတယ်ဆိုတဲ့သဘောကိုတန်ဝေကဉာဏ်နဲ့ဖြစ်အောင်စဉ်းစားဆင်ခြင်ကြရမယ်တဲ့အဲ့ဒါလို့စဉ်းစားဆင်ခြင်မှအရှုံးတဲ့ကအမြတ်ဆိုတာရမှာဟုတ်ပြီဘုန်းကြီးတို့တွေအခုလို့ဘဝရထားတဲ့အခါမှာအိုခြင်းနာခြင်းသိခြင်းဆိုတာဘယ်သူမှမလိုလားဘူးမလိုလားတော့မတရားလုံးနိုင်တဲ့နည်းတွေရှိသလားအာယုဒီကလို့ဆိုရဲတက်ရှိတဲ့ဆေးတွေဖော်ပြီးတော့စားရင်မသေးဘူးလားသို့မဟုတ်ဒီဝိဇ္ဇာတတ်ပညာတွေနဲ့ဘဝတစ်ခုပြောင်းပြီးတော့နေလို့ရှိရင်မသေးပဲနေလို့ရသလားလို့ဓာတ်ပြားတွေဓာတ်လုံးတွေမန္တရားတွေအတတ်ပညာတွေနဲ့လူဟာမသေးအောင်လုပ်လို့ရသလားရှေးကယုံကြည်ချက်တွေရှိတယ်
ရှန်ဂရီလာဆိုတဲ့တိဘက်ကနေရာဒေသတစ်ခုမှာလူတွေဟာအဲ့ဒီမှာရောက်နေလို့ရှိရင်အိုခြင်းနာခြင်းသိခြင်းဖြစ်ဘူးလို့ဒီလိုယူဆကြတာနော်အသက်ပေါင်းရှည်တယ်လို့ဒီလိုထင်ကြတာတကယ်ကတော့တကယ်အဲ့ဒီလိုလူရဲ့အသက်ကိုဆွဲဆန့်တဲ့နည်းတွေရှိသလားလို့ဆိုရင်မြတ်စွာဘုရားကဘယ်လိုဟောတော့နာဟိတောဥပက္ကမောအဋ္ဌိယေနသာတာနပိယရေမွေးလာတဲ့တရားတူမတရားလို့တဲ့နီးလုံးလဆိုတာမရှိဘူးတဲ့ဘယ်လိုမှမတရားလို့မရဘူးနာဟိတောဥပက္ကမောအဋ္ဌိယေနသာတာနပိယရေမွေးလာတဲ့လူမတရားလို့နိုင်တဲ့နီးလန်းကျိုးပန်းအထောက်မှုဆိုတာတခုမှမရှိနိုင်ဘူးဘယ်လိုပဲလှုပ်ဒီခြင်းတရားနဲ့ရင်ဆိုင်ရမှာပဲလို့ဒီလိုဆိုလိုတာပေါ့နော်စရံပိပတ္တဝမရဏံဧဝံဓမ္မာဟိပါဠိတော်နောက်ဆုံးကြတော့အသက်ကြီးလို့အိုမင်းမစွမ်းဖြစ်လာတဲ့အခါမှာအိုရာနဲ့ပဲသိဆုံးပြီးတော့သွားဘလို့မှတားလို့စီးလို့ရမှာမဟုတ်ဘူးကိုရှိကသွားကြတဲ့ကိုယ့်ရဲ့ဘိုးဘွားမိဘတွေဒါတွေကိုကြည့်လိုက်မယ်ဆိုရင်လေတည်တည်ချာချာလူတိုင်းဟာသိရှိနိုင်ကြတယ်သို့တော်လောကမှာတရားတွေကစဉ်းစားဆင်ခြင်မှုတွေအားနည်းအသိဉာဏ်တွေအားနည်းသည့်အတွက်ကြောင့်ဘယ်လိုပဲသိခြင်းနဲ့ကြုံတွေ့ပျော်မွေ့စရာတွေနှလုံးသွင်းပြီးတော့လူတွေဟာသိခြင်းတရားကိုမေ့ထားပြီးတော့သေမပဲသေရောစဉ်းစားဆင်ခြင်မှုကိုမလုပ်တဲ့ပုဂ္ဂိုလ်ကရာခိုင်နှုန်းအများကြီးရှိနေတယ်အေးတို့တွေဘဝမှာအရှုံးတွေကအရှုံးမဖြစ်ဖို့အမျက်ရဖို့ဆိုတဲ့တန်ဝေကတရားဖြစ်ပွားဖို့ဆင်ញင်စဉ်းစားမှုတွေလုပ်ကြရမှာမလုပ်ဘဲနေရင်တော့အရှုံးတွေကအရှုံးပဲရမှာပဲဒီလိုဆင်ញင်စဉ်းစားကြည့်ဖို့လိုအပ်တယ်ပေါ့မြတ်စွာဘုရားကထင်ရှားအောင်ဥပမာနဲ့ဟောထားတယ်ဖလာနမိဝပက္ကဏံပါတောပတနာတောဘယကြည့်လေအခုခေတ်ဆိုရင်ခုချိန်မှာဆိုရင်တရသီးတွေပါတီးတဲ့ຢာတိဖြစ်လာတရသီးတီးတဲ့ຢာတိဆိုတော့အလုံးကြုံမှုနေကြမှာပဲမနေ့ကျရင်တရပင်အောက်သွားကြည့်တရသီးတွေကြွေကြနာတွေ့လိမ့်မယ်ဟောမဲ့လို့ကြွေတာလည်းရှိတယ်အစိမ့်မှလေတိုက်လို့ကြွေကြတာလည်းရှိတယ်ဘာတွေနဲ့တူတုံးဆိုလို့ရှိရင်လူဘဝရလာတဲ့ပုဂ္ဂိုလ်တွေဟာမအိုသေးခင်သေတာတွေလည်းရှိတယ်။အိုမှသေတာလည်းရှိတယ်။အဲ့ဒါမျိုးလိုပဲအသီးတွေဟာလည်းပဲနော်အသီးတွေလိုပဲအသီးတွေဟာမမဲ့ခင်နုနုနဲ့ကြွေကြသွားတာရှိတယ်။မဲ့ပြီးတော့ကြွေကြသွားတာရှိတယ်။ဘယ်တော့ဖြစ်ဖြစ်ကြွေနိုင်တဲ့အနေအထားရှိတယ်။ဒါကြောင့်မို့မြတ်စွာဘုရားကတန်လသုတ်တံမှာဟောထားတာဖလာနမိဝပက္ကဏံပါတောပတနာတောဘယံအတိမဲ့တွေဟာမဲ့လာပြီဆိုလို့ရှိရင်အညာရဲ့ထိန်အားဟာလျော့နေလာသည့်အတွက်ကြောင့်မနေ့မှဆိုလို့ရှိရင်ကြွေကြဖို့အတွက်အနေရာအစဉ်သင်းဖြစ်တယ်လူတွေမှလည်းသေဆုံးမှုရာအတွက်အနေရကြီးကအမြဲတမ်းရှိနေတယ်အသက်ရွယ်ကြီးလာမယ်ဆိုလို့ရှိရင်သေဖို့ဆိုတာအမှန်တမ်းနီးစပ်လာတယ်လို့ဒီလိုဆိုတာဧဝံသာဒနာမစ္ဆာနံနေဆံမရဏတောဘယံတတိလေးဟာကြွေကြမဲ့အနေရကြီးကအမြဲတမ်းရှိနေတယ်လို့ပဲတစ်ပင်ပေါ်မှာတွဲလောင်းသီးနေတဲ့အသီးလေးဟာကြွေကြဖို့အနေရအမြဲတမ်းရှိနေတယ်လို့အသက်ရှင်နေတဲ့ဒုတွေဟာလည်းပဲ
သေဆုံးခြင်းဆိုတဲ့အန္တရာယ်ဟာအများကြီးရှိနေတယ်လို့ကိုယ့်ကိုဆင်ញင်သုံးသပ်ပြီးတော့ကြည်တတ်ဖို့လိုပါတယ်အဲ့ဒါလို့ဆင်ញင်သုံးသပ်ကြည့်မှဒီအရှုံးနဲ့ကအမြတ်ဆိုတာဖြစ်ပေါ်လာမှာဖြစ်တယ်ဒီလိုမဟုတ်ဘူးဆိုရင်အရှုံးကိုအရှုံးနဲ့ပဲရင်ဆိုင်ကြရမြတ်စွာဘုရားကဥပမာတစ်ခုနဲ့ထပ်ဟောတယ်ယထာပိကုမ္ပကာရတကတာမတ္တိကဘာသနာအိုးလှုပ်ထားတွေတွေ့ဘူးလိမ့်မယ်လှုပ်ထားတဲ့အိုးတွေမြေအိုးတွေအဲ့ဒီမြေအိုးတွေဟာတပ္ပိဗေဒနာပရိယန္တံဧဝံမစ္ဆာနာဇီဝိတံအဲ့ဒီလှုပ်သမျှမြေအိုးတွေဟာဘယ်မှာအဆုံးသတ်သွားတော့ဆိုရင်ကွဲခြင်းပဲ့ခြင်းကွဲခြင်းမှာအဆုံးသတ်တယ်အဲ့ဒါလိုပဲသက်ရှိထင်ရှားနေတဲ့ပုဂ္ဂိုလ်တွေကဘယ်မှာအဆုံးသတ်တုံးဆိုရင်သေဆုံးခြင်းမှာပဲအဆုံးသတ်မယ်ဒါတွေကဆင်ញင်သုံးသပ်ဖို့မြတ်စွာဘုရားကဟောတာအဲ့ဒါလို့ဆင်ញင်သုံးသပ်ခြင်းအပြင်တံဝေကဆိုတဲ့ဘဝပေါ်မှာထိတ်လန့်တုန်လှုပ်မှုဆိုတာဖြစ်ပေါ်လာအဲ့ဒီဘဝပေါ်မှာစိတ်ပြည့်ငြင်းငွေမှုထိတ်လန့်မှုဆိုတဲ့တံဝေကမဖြစ်သမျှနိဗ္ဗာန်စုဘလောက်တောင်းနေနိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့ရအဝေးကြီးဖြစ်သွားနိဗ္ဗာန်ကိုမျက်မှောက်မပြုနိုင်သေးသမျှကာလပတ်လုံးဘဝတစ်ခုမှာမွေးဖွားလိုက်အိုမင်းလိုက်သေဆုံးလိုက်မွေးဖွားလိုက်အိုမင်းလိုက်သေဆုံးလိုက်နဲ့တဏှာထဲမှာတဝဲလဲလဲနဲ့မဆုံးနိုင်တဲ့ဘဝခရီးကြီးကိုရှောင်လန်းပြီးတော့နေကြမယ်ဒီဒုက္ခဟာသေးတဲ့ဒုက္ခမဟုတ်ဘူးအလွန်ကြီးမားတဲ့ဒုက္ခကြီးပဲအဲ့ဒီဒုက္ခကြီးမဖြစ်ရအောင်အတိညာဏ်လိုအပ်တယ်ဒီလိုစဉ်းစားဆင်ခြင်ပေးရမယ်ဒီလိုပြောတာမြတ်စွာဘုရားကမြေအိုးတွေလိုဥပမာပေးဟောပြီးတဲ့အခါတဟရာသမဟန္တာသယေပါလာယေသပဏိတာတဗ္ဗေမစ္စုဝတံယန္တိတဗ္ဗေမစ္စုပရာယနာနောက်ထပ်ဆင်ញင်သုံးသပ်ကြည့်ဖို့တခုကသိခြင်းတရားရင်ဆိုင်ရတယ်ဆိုတာအသက်ကြီးမှမဟုတ်ဘူးတဟရာငယ်တဲ့ပုဂ္ဂိုလ်တွေလည်းပဲသိခြင်းတရားနဲ့ရင်ဆိုင်ရတယ်မဟန္တာအသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်လည်းရင်ဆိုင်ရတယ်အတိညာကင်းမဲ့တဲ့ဘာလတွေလည်းသိခြင်းတရားနဲ့ရင်ဆိုင်ရတယ်အတိညာရှိတဲ့ပန္တိတဆိုတဲ့ပညာရှိပုဂ္ဂိုလ်တွေဟာလည်းပဲသိခြင်းတရားနဲ့ရင်ဆိုင်ရတယ်တဗ္ဗေမစ္စုဝတံယန္တိသိခြင်းတရားရဲ့အလိုဆန္ဒနောက်သိခြင်းတရားရဲ့အုပ်ချုပ်မှုအောင်နောက်ဆုံးမှရောက်သွားကြသူ့အလိုပဲလိုက်ကြရတယ်တဗ္ဗေမစ္စုပရာယနာအောင်နောက်ဆုံးဟာသိခြင်းမှာပဲဘဝတစ်ခုဟာဆုံးသက်သွားတယ်ဒါဆင်ញင်စဉ်းစားမှုတစ်ခုမြတ်စွာဘုရားဟောတာအဲ့ဒီဆင်ញင်စဉ်းစားမှုဟာအတိညာဏ်ကိုဖြစ်ပွားစေပြီးတော့တဏှာဥက္ကလွတ်ဖို့အတွက်ထောက်ကူတွေအများကြီးဖြစ်တယ်ပေါ့အဲ့ဒါလိုမှမဆင်ញင်မစဉ်းစားနိုင်ဘူးဆိုလို့ရှိရင်တဏှာဥက္ကလွတ်ဖို့ဆိုတာဘယ်တော့မှလမ်းစတွေ့အောင်မှမဟုတ်သေးဘူးမတွေ့နိုင်သေးဘူးအဲ့ဒါကြောင့်မို့လို့လမ်းစတွေ့အောင်တန်ဝေကဖြစ်เสียအကြောင်းနဲ့ကြုံတွေ့တဲ့အခိုက်မှာတန်ဝေကဖြစ်ဖို့ရည်ကြည်တယ်တန်ဝေကဖြစ်အောင်ဆင်ញင်သုံးသပ်တတ်ဖို့ရည်ကြည်တယ်အတိညာဏ်ဖြစ်အောင်ဆင်ញင်သုံးသပ်ကြည့်ကြရမယ်သိခြင်းတရားကိုဆင်ញင်သုံးသပ်တဲ့အခါမှာအစွန်းလေးဘက်ကိုထိမ့်သိမ်းဆောက်ရှောက်ဖို့လိုအပ်တယ်အစွန်းလေးဘက်လမ်းလေးဘက်ချော်မထွက်သွားစေရလမ်းကြောင်းပေါ်တဲ့တဲ့မတ်မတ်ဆင်ញင်သုံးသပ်နိုင်တာသိခြင်းတရားကိုဆင်ញင်သုံးသပ်တဲ့အခါမှာတဘာဝတစ်ခုအနေနဲ့တတိထားဖို့အခုလိုအသက်ဇီဝိတရဲ့တဘာဝကိုဆင်ញင်သုံးသပ်ပြီးတော့သိခြင်းဆိုတာ
လူတွေရဲ့တဏ္ဍာမှာသရဝါတွေရဲ့တဏ္ဍာမှာဖြစ်တဲ့သဘာဝတစ်ခုအနေနဲ့ပဲဆင်ញင်သုံးသပ်ကြည့်ရမယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့ပုဂ္ဂိုလ်နဲ့တွဲဖက်ပြီးတော့သိခြင်းတရားကိုဆင်ញင်သုံးသပ်ကြည့်လိုက်လို့ရှိရင်ဘာဖြစ်တတ်တော့လမ်းချော်သွားတတ်သေးတယ်အဲ့ဒီလမ်းချော်သွားမှုမဖြစ်အောင်တတိထားဖို့လိုအပ်တယ်ပေါ့ဆိုပါစို့လောကလူတွေဟာသိခြင်းတရားကိုတော့တွေးမိတတ်ကြတယ်သိခြင်းတရားကိုတွေးမိတတ်ကြတယ်အဲ့ဒါလို့တွေးမိတဲ့အခါမှာမိမိကိုယ်တိုင်သိရမှာကိုတွေးမိလို့ရှိရင်ဘာဖြစ်လဲကြောက်စိတ်ဝင်သွားအဲ့ဒီကြောက်စိတ်ဝင်သွားရင်လမ်းချော်ခြင်းတစ်ခုပဲတရားမဟုတ်တော့ဘူးတရားမှာကြောက်သွားပြီလမ်းချော်သွားတယ်လို့ဒီလိုပြောတာမိမိအာကိုတဲ့ခင်မင်နဲ့ပုဂ္ဂိုလ်တူတယောက်ရဲ့သိဆုံးမှုကိုချစ်ခင်မြတ်လို့တဲ့ကိုအာကိုယုံကြည်တဲ့ပုဂ္ဂိုလ်တယောက်ရဲ့သိဆုံးမှုကိုဆင်ញင်စဉ်းစားလိုက်လို့ရှိရင်တောကဆိုတဲ့စိုးရိမ်စိတ်တွေဝင်သွားတယ်အဲ့ဒါလဲလမ်းချော်သွားတာပဲကမ္မထာမဟုတ်ဘူးအဲ့ဒါလို့ဖြစ်ရင်ကမ္မထာမဟုတ်တော့ဘူးနောက်တစ်ခုကကိုနဲ့မတည့်တဲ့မုန်းတီးတဲ့ကိုရန်သူကိုနဲ့ဘယ်တော့မှအစင်မပြေတဲ့ပုဂ္ဂိုလ်တယောက်သေဆုံးညစ်မှုကိုနှလုံးသွင်းမိသွားလို့ရှိရင်ဘာဖြစ်တတ်တုံလူတွေဒီလူသေသွားအေးတာပဲဆိုတဲ့သေစေခြင်းနဲ့စိတ်တွေပေါ်လာတတ်တယ်အဲ့ဒါလဲလမ်းချော်သွားတယ်လို့ခေါ်တယ်နောက်ကိုနဲ့မသိတဲ့ဒဇင်းကြံရဲ့သေဆုံးခြင်းကိုစဉ်းစားမိတဲ့အခါမှာဘာတန်ဝေကမှမဖြစ်ဘူးအဲ့ဒါလဲလမ်းချော်နေခြင်းပဲအခုလိုလမ်းလွဲသွားတဲ့အတွေးမျိုးတွေနဲ့သိခြင်းတရားကိုမတွေးရဘူးတွေးရမှာကတောကလည်းမဖြစ်စေနဲ့ကြောက်စိတ်တွေလည်းမဝင်စေနဲ့ဝမ်းသာစိတ်တွေလည်းမဝင်စေနဲ့တန်ဝေကမဖြစ်ဘူးဆိုတာလည်းမရှိစေနဲ့သိခြင်းတရားကိုဆင်ញင်စဉ်းစားကြည့်တဲ့အခါမှာခုငါတို့ရရွာမှာဆုံးမဩဝါဒပေးတဲ့တို့ရဲ့ကိုယ်ွယ်အားထားရာဆရာတော်ဘုရားကြီးပြန်လွန်တော်မူသွားတယ်သိခြင်းတရားဆိုတာဘယ်ပုဂ္ဂိုလ်မှမလွန်ဆန်နိုင်မှပါလားငါတို့မှလည်းဆရာတော်ကြီးမှရှိတယ်လို့အသက်ရှိတယ်လို့တို့မှလည်းအသက်ရှိနေတယ်အဲ့ဒီအသက်ဟာလည်းပဲဒီနေ့တစ်ချိန်ကြာလို့ရှိရင်သိခြင်းမှသာအဆုံးသတ်ရမှာပဲလို့အဲ့ဒါလို့တတိတရားအသိဉာဏ်နဲ့တန်ဝေကဖြစ်ပွားအောင်နှလုံးသွင်းမှသာလေမရဏတတိဘာဝနာဆိုတာဖြစ်တယ်အဲ့ဒါလို့မဟုတ်ရင်မရဏတတိကမ္မထာမဟုတ်တော့ဘူးလမ်းချော်သွားပြီးတော့ကြောက်တယ်ဆိုတာဒေါသဖြစ်တာစိုးရိမ်တယ်ဆိုတာသောကဒေါမနတဝေဒနာဖြစ်တာဝမ်းသာတယ်ဆိုတာတစ်ဖက်သားသိစေလိုတဲ့စိတ်တွေဖြစ်တာတန်ဝေကမဖြစ်ဘူးတတိမဖြစ်ဘူးဆိုတာဟာအကျိုးမရှိတဲ့အရာသာဖြစ်တယ်ဒါကြောင့်မို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကတံဝေဇနိယေတုဌာနေတုတံဝေကောတံဝေကဖြစ်เสียအကြောင်းနဲ့ဆုံးလာလို့ရှိရင်တံဝေကဖြစ်အောင်လုပ်ရမယ်တတိရှိရှိအသိပညာရှိရှိနဲ့ခုနကဆင်ញင်စဉ်းစားမှုတွေလို့ဆင်ញင်စဉ်းစားရမယ်ကြီးသူရောငယ်သူပါအသိဉာဏ်မဲ့သူရောအသိဉာဏ်ရှိသူပါလောကမှာသက်ရှိတ attva မှန်သမျှဟာသိခြင်းမှာပဲအဆုံးသတ်တယ်ဆိုတဲ့ဒီသဘာဝတရားကိုဆင်ញင်မိဖို့အင်တမအရေးကြီးတယ်အဲ့ဒီလိုဆင်ញင်နိုင်မှအရှုံးတွေကအမြတ်ဆိုတာရမှာအဲ့ဒီလိုမဟုတ်ဘူးဆိုရင်အရှုံးတွေကထပ်ပြီးတော့အရှုံးပဲကြုံရမှာဖြစ်တယ်ပေါ့ဒီလိုမဖြစ်စေကြနဲ့အရှုံးတွေကအမြတ်ရအောင်မြတ်စွာဘုရားစကားအတိုင်းလိုက်နာကျင့်သုံးနိုင်ကြရမယ်ဒီလိုဆိုလိုတာပေါ့နော်အဲ့ဒါလို့မလုံးနိုင်ဘူးဆိုလို့ရှိရင်အရှုံးနဲ့ပဲရင်ဆိုင်နေကြပါသိခြင်းတရားဆိုတာစိုးရင်တော့ကရောက်နေဖို့လိုသလားလို့တကယ်ဆင်ញင်တုံတရားစဉ်းစားရှိတတ်တဲ့ပုဂ္ဂိုလ်တွေကြမြတ်စွာဘုရားက
စဉ်းစားနည်းကိုဖော်ပြတယ်ဧဝမဘဟတောလောကောသရာယမရဏေနသာလူလောကတစ်ခုကြီးကိုစဉ်းစားကြည့်လိုက်ဘယ်ရွာပဲဖြစ်ဖြစ်ဘယ်မြို့ပဲဖြစ်ဖြစ်ဘယ်လူမျိုးပဲဖြစ်ဖြစ်ဘယ်နိုင်ငံကဘယ်လူမျိုးပဲဖြစ်ဖြစ်အိုခြင်းတရားရဲ့နှိမ့်ဆက်မှုကိုခံရမှာကြီးပဲဓနရှိသူရောဓနမဲ့သူပါယာဓုရှိသူရောယာဓုမဲ့သူပါအာနာရှိသူရောအာနာမဲ့သူပါဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်အိုခြင်းဆိုတာနဲ့အိုခြင်းရဲ့လွှမ်းမိုးမှုနောက်ဆုံးသိခြင်းရဲ့လွှမ်းမိုးမှုဆိုတာခံကြရမှာကြီးပဲမအိုတဲ့လူမသေးတဲ့လူဆိုတာမရှိဘူးအဲ့တော့ဒီတဘာဝကြီးကိုဆင်ញင်စဉ်းစားကြည့်ပြီးတဲ့နောက်တတ္တမထီရာနတ်သောစန္တိဝိရိတဝါလောကပရိယာယလောကရဲ့တဘာဝကိုဆင်ញင်စဉ်းစားရမယ်စဉ်းစားပြီးတော့တံဝေခကိုသာဖြစ်စေရစိုးရိမ်စိတ်ကိုမဖြစ်စေရဘူးစိုးရိမ်တော့ကဖြစ်နေတယ်ဆိုရင်အကုသိုလ်ပဲဖြစ်တယ်စိုးရိမ်တော့ကဆိုတာကုသိုလ်စိတ်မဟုတ်ဘူးအကုသိုလ်စိတ်ဖြစ်တယ်အဲ့ဒီအကုသိုလ်စိတ်မဖြစ်အောင်ကျင့်ကြံကြုတ်ခုအထောက်ကြရမှာလို့ဒီလိုကြမှာအရှုံးတွေကအမျက်ဆိုတာရအရှုံးတွေကအမျက်ရအောင်ယူနိုင်တဲ့ပုဂ္ဂိုလ်မှလောကမှာတကယ်ပညာရှိလို့ပြောအဲ့ဒါကိုပဲရည်ညွှန်းပြီးတော့မြတ်စွာဘုရားတံဝိခတ္တသယောနိတောပဌာနာတံဝေကဖြစ်လို့ရှိရင်နော်မှန်ကန်တဲ့နိလန်းနဲ့ကျိုးပန်းအထောက်မှုတစ်ခုလုပ်ပါလို့ဟုတ်ပြီဘုန်းကြီးတို့တွေမှန်ကန်တဲ့နည်းနဲ့ကျိုးပန်းအထောက်တယ်ဆိုတာအခုလိုမှန်ကန်တဲ့အတွေးတွေကိုတွေးတတ်ဖို့လိုတယ်မှန်ကန်တဲ့အတွေးတွေးနိုင်မှမှန်ကန်တဲ့အသိဉာဏ်တစ်ခုရဒါကြောင့်မို့နိဗ္ဗာန်သွားတယ်ဆိုတာအငြိမ့်တရအောင်လုပ်တယ်ဆိုတာဟာတခြားနိလန်းကသွားလို့မရဘူး။ဘာနဲ့သွားရမလဲ။မဂ်ခင်၈ပါးအကျင့်တရားနဲ့ပဲသွား။ဒါဖြင့်မဂ်ခင်၈ပါးဆိုတာဘယ်လိုကျင့်ရတာလဲလို့မေးမယ်ဆိုရင်ရှိလေအခုပြောတဲ့အတိုင်းဟိုခြင်းတရားရင်ဆိုင်နေရတဲ့ပုဂ္ဂိုလ်တူကိုတွေ့တဲ့အခါမှာအော်ငါလည်းပဲဟိုခြင်းတရားကိုမလုံမြောက်နိုင်သေးပါလား။ဟိုခြင်းသဘောငါမှလည်းရှိနေသေးတယ်။အိုခြင်းသဘောကိုငါလည်းမလွန်မြောက်နိုင်နေဘူးဒီအတွေးဟာတမ္မာသင်္ကပ္ပလို့ခေါ်တယ်မှန်ကန်တဲ့အတွေးတစ်ခုပဲအဲ့ဒီမှန်ကန်တဲ့အတွေးတွေးနေခြင်းဒီပင်နိဗ္ဗာန်လမ်းကြောင်းပေါ်လျှောက်တယ်လို့ဆိုတာမှန်ကန်သောအတွေးကိုတွေးခြင်းဟာမှန်ကန်တဲ့အသိတစ်ခုကိုရစေတယ်အဲ့တော့မှန်ကန်တဲ့အသိတစ်ခုဆိုတာဘာလဲအိုခြင်းတရားကိုမလွန်မြောက်နိုင်ဘူးဆိုရင်အိုခြင်းတရားကိုတို့တွေလွန်မြောက်မှသာလျှင်ချမ်းသာဒုက္ခဆိုတာရမှာဖြစ်တယ်ဒီအိုခြင်းတရားကိုလွန်မြောက်ရအကျင့်ကိုငါကျင့်ရမယ်လို့ဆိုတဲ့မှန်ကန်တဲ့အသိတစ်ခုရလာအဲ့ဒါကြတော့သမ္မာဒိဋ္ဌိလို့ခေါ်တယ်မှန်ကန်တဲ့အသိဉာဏ်တစ်ခုရမှန်ကန်တဲ့အတွေးမှန်ကန်တဲ့အသိရလာအဲ့ဒီလိုရလာတဲ့အခါမှာအခြေခံအပြင်ဘာလို့ရသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝလို့ဆိုတဲ့မဂ္ဂင်၈ပါးထဲမှာပါတယ်အလုံးတပည့်စကြာဆိုတာကြာဘူးနာဝရွတ်ဖတ်30နေကြတာဆိုတော့သမ္မာဝါစာဆိုတာမမမကန်ပြောဆိုမှုနှုတ်ကိုမဆောင်စည်းမှုဆိုတာတွေကရှောင်ကျဉ်ပြီးတော့မမှန်တာမပြောဘူးမှန်တာပဲပြောမယ်တူနဲ့တူမတက်အောင်ဂုံးမတိုက်ဘူးညီညွတ်အောင်သာပြောမယ်ဆဲရီတိုင်းထွာရိုင်းပြတဲ့စကားကိုမပြောဘူးယဉ်ကျေးသိမ်မွေ့တာပြောမယ်အကျိုးမရှိတဲ့တရားလုံးစကားတွေကိုမပြောဘူးအကျိုးရှိတဲ့စကားကိုပြောမယ်ဆိုရင်သမ္မာဝါစာဖြစ်တယ်သီလလူဆိုတာပြောပြီးရင်လှုပ်တာဖြစ်တော့ကြောင့်သမ္မာကမ္မန္တမမှန်ကန်တဲ့အလုပ်တွေမလုပ်ဘူးမမှန်ကန်တဲ့အလုပ်ဆိုဒီမှာသူတစ်ပါးကိုသိအောင်လုပ်တာသူများဥစ္စာကိုမတရားယူတာသူတစ်ပါးသားမယားကိုစော်ကားပြစ်မှားတာဟောမမှန်ကန်တဲ့လုပ်ရတဲ့ကိုရှောင်တယ်ရှောင်ခြင်းဒီပင်သမ္မာကမ္မန္တဖြစ်တယ်ဟော
မမှန်တဲ့စကားကိုမပြောဘူးမမှန်တဲ့အလုပ်တွေကိုမလုပ်ဘူးမှန်ကန်စွာလုပ်တယ်အဲ့ဒီနှစ်ခုနဲ့အသက်မွေးပြီဆိုရင်တမ္မာအာဇီဝဆိုတာဖြစ်တယ်မှန်ကန်တဲ့စကားပြောတယ်မှန်ကန်တဲ့အလုပ်လုပ်ပြီးအသက်မွေးတယ်တမ္မာအာဇီဝဆိုလိုတာကကိုချင်းသီလနဲ့ပြည့်စုံတယ်လူတွေဆိုရင်၅ပါးသီလပေါ့ယဟန်တော်တွေဆိုလို့ရှိရင်ယဟန်တော်တွေကျင့်သုံးရမယ်ကိုချင်းသီလတွေ၅ပါးသီလပြည့်စုံပြီဆိုရင်တမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာဇီဝဆိုတဲ့မဂ္ဂင်၈ပါးလမ်းကြောင်းပေါ်ကိုရောက်လာပြီနိဗ္ဗာန်သွားမဲ့လမ်းကြောင်းပေါ်တက်လာပြီလို့ဒီလိုမှတ်သားထားဒါဖြင့်ဒီသီလကဘလောက်အရေးကြီးတာလဲဘာကြောင့်အရေးကြီးတာတုံးလို့မေးကြည့်လိုက်ကိုယ့်ကိုယ်ဆင်ញင်စဉ်းစားကြည့်၅ပါးသီလဆင်ញင်စဉ်းစားကြည့်လိုက်တဲ့အခါမှာ၅ပါးသီလလုံနာကိုအကြောင်းပြုပြီးတော့တွေးမိတိုင်းစိတ်နှလုံးဟာအေးချမ်းတယ်အဲ့ဒါကိုအဝိပတိတာရလို့ခေါ်တယ်စိတ်နှလုံးသာယာတယ်ငြိမ်းချမ်းတယ်အဲ့ဒီစိတ်နှလုံးသာယာမှုအကြောင်းပြုပြီးတော့ဘာဖြစ်လဲဝမ်းသာတယ်ကိုယ်ဘဝဝမ်းသာရင်ဘာဖြစ်လဲပီတိဆိုတဲ့ကျင့်တတ်မှုတွေဖြစ်တယ်ပီတိဆိုတဲ့ကျင့်တတ်မှုဖြစ်ရင်ပတ္တတိဆိုတဲ့ကိုယ်စိတ်ငြိမ်းချမ်းမှုဖြစ်တယ်ပတ္တတိဆိုတဲ့ကိုယ်စိတ်ငြိမ်းချမ်းမှုဖြစ်လာလို့ရှိရင်ဒုက္ခဆိုတဲ့ကိုယ်ချမ်းသာမှုစိတ်ချမ်းသာမှုတွေပေါ်လာတယ်ဟောဆင်ញင်သုံးသပ်ကြည့်ဒီတိုင်းလာမှာကိုယ်တိလာလေးကိုကိုဝန္တာတိဖြစ်အောင်ဆင်ញင်ဒုက္ခဆိုတာဖြစ်လာပြီးရင်ဘာဖြစ်လဲစိတ်လေးဟာငြိမ်းချမ်းတည်ငြိမ်ပြီးတော့လာတယ်တမာတိဆိုတာဖြစ်အဲ့ဒီတမာတိဖြစ်လာပြီဆိုလို့ရှိရင်ဒါတမ္မာတမာတိပဲအဲ့လိုဆိုလို့လားအဲ့တော့ဒီလိုစဉ်းစားဖို့ကိုချင်းသီလနဲ့ပတ်သက်ပြီးတော့ပြည့်စုံအောင်ကြိုးစားနေတာတမ္မာဝါယာမမကံတော်ကြိုးစားမလွန်ကျူးမိအောင်ရှောင်ကျဉ်မှုကြိုးစားတယ်တမ္မာဝါယာမကောင်းတာတွေကျင့်သုံးမိအောင်ကြိုးစားတယ်တမ္မာဝါယာမတမ္မာဝါယာမဆိုတာ၄ဘက်၄ထံကနေကြိုးစားအထုတ်မှု၄ဘက်၄ထံဆိုဒီမှာအကုသိုလ်တွေမဖြစ်သေးရင်မဖြစ်အောင်ဆုတ်ပိတ်ထားခြင်းမတော်တဆဖြစ်လာလို့ရှိရင်တွန်းလှန်ဖယ်ရှားဖို့ကြိုးစားခြင်းဟောတာကနှစ်ခုကောင်းတဲ့စိတ်တွေမဖြစ်သေးရင်ကုသိုလ်တရားတွေမဖြစ်သေးရင်ဖြစ်အောင်ကြိုးစားခေါဏကြည့်တံဝေကဉာဏ်မဖြစ်သေးဘူးဆိုဖြစ်အောင်လုပ်အခုတရားနာပြီးတဲ့နောက်ပိုင်းမှာတံဝေကဉာဏ်နဲ့စဉ်းစားကိုယ့်အကိုစဉ်းစားကြည့်ကိုခြင်းတရားဆိုတာငါမလွန်သေးဘူးသိခြင်းတရားကိုငါမလွန်သေးဘူးမလွန်မြောက်နိုင်သေးဘူးဒီနေ့အိုရမယ်ဒီနေ့သိရမယ်ဆိုတာဆင်ញင်စဉ်းစားအဲ့ဒါလို့ဆင်ញင်စဉ်းစားတဲ့အသိဉာဏ်တွေဖြစ်ဖို့ကြိုးစားတာတမ္မာဝါယာမလို့ခေါ်တာပဲအဲ့ဒီတမ္မာဝါယာမဆိုတဲ့ကြိုးစားမှုရဲ့နောက်မှာတတိမပါဘဲနဲ့မဖြစ်နိုင်ဘူးအမှတ်ရပြီးတော့ဆင်ញင်တုံတရားဖြစ်တာဖြစ်တော့ကြောင့်တမ္မာတတိတတိရှိမှဉာဏ်ဆိုတာဖြစ်တယ်ကြိုးစားမှုကြိုးစားတဲ့အခါမှာတတိထားမှုတတိထားတဲ့အခါမှာကိုယ်ဆင်ញင်သုံးသပ်နေတဲ့အပေါ်မှာစိတ်တည်ငြိမ်မှုဆိုတာရလာတမ္မာသမာဓိပေါင်းလိုက်တဲ့အခါကျတော့အမှန်တွေးတာကတမ္မာသင်္ကပ္ပအမှန်တွေးဖို့အခြေခံပြီးတော့ကိုချင်းသီလဆောင်ထိုင်းတာကတမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာဇီဝအကုသိုလ်တွေမဖြစ်အောင်တံဝေကတွေဖြစ်လာအောင်တတိတရားတွေဖြစ်လာအောင်ကြိုးစားအားထုတ်တာကတမ္မာဝါယာမအဲ့ဒါလိုကြိုးစားအားထုတ်ဖို့အမှတ်ရတာကတမ္မာတတိစိတ်ကလေးတည်ငြိမ်နေတာကတမ္မာသမာဓိဆင်ញင်သုံးသပ်တာကတမ္မာသင်္ကပ္ပဆိုပြီးနောက်ဆုံးမှာအမှန်မြင်တာကတမ္မာဒိဋ္ဌိလို့ဟောမဂ္ဂင်၈ပါးဖြစ်သွားအဲ့ဒီလိုမဂ္ဂင်၈ပါးဖြစ်ပွားသွားပြီဆိုလို့ရှိရင်နိဗ္ဗာန်လမ်းကြောင်းပေါ်ရောက်နေပြီသူပြောတာအဲ့ဒီနိဗ္ဗာန်လမ်းကြောင်းပေါ်ရောက်တာပိုင်နိုင်ရောက်ရှိပြီးတော့သွားပြီဆိုလို့ရှိရင်အိုခြင်းကိုလည်းကြော်လွှားနိုင်တယ်သိခြင်းကိုလည်းကြော်လွှားနိုင်မအိုရမနာရမသိရဆိုတဲ့တရားမြတ်ကိုရှာတွေ့ပြီးနောက်ဆုံးနိဗ္ဗာန်ဆိုတဲ့အငြိမ့်တက်ကိုရရှိပြီးတော့သွားတယ်
ဒါကဘုရားမြတ်စွာဟောကြားတော်မူခဲ့တယ်လမ်းစဉ်ပဲဒုစကြာတရားတော်မှာမြတ်စွာဘုရားကဟောထားတယ်အယမေဝအရိယောအထင်ကြီးကောဘက်ကောဆိုတာမဂ္ဂင်၈ပါးအကျင့်တရားကျင့်ကြံကြိုးကိုအားထုတ်ခြင်းဟာនិရောဓဆိုတဲ့ခန္ဓာရဲ့ချုပ်ငြိမ်းရာနိဗ္ဗာန်ကိုဆက်ရောက်နိုင်တယ်လို့ဒီလိုဟောတာဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့အခုလိုတန်ဝေကဖြစ်ပွက်ရာအကြောင်းနဲ့ကြုံတွေ့နေကြတဲ့အချိန်မှာမိမိတို့မှာအဆုံးတစ်ခုနဲ့ရင်ဆိုင်နေရလို့အဲ့ဒီအရှုံးတွေကနေတို့တွေအမြတ်ရအောင်တတိတရားအသိပညာတွေနဲ့ဆင်ခြင်စဉ်းစားပြီးတော့မှန်ကန်တဲ့မဂ္ဂင်၈ပါးတည်းဟူသောလမ်းကြောင်းပေါ်ကိုတို့လျှောက်နိုင်မှသာလျှင်အရှုံးတွေကအမြတ်ဆိုတာရမှာဖြစ်တယ်အဲ့ဒါလို့မဟုတ်ဘူးဆိုလို့ရှိရင်အရှုံးတွေကနောက်ထပ်ပြီးတော့ရှုံးတာနဲ့ပဲအဆုံးတွေကနောက်ထပ်ပြန်ပြီးတော့ဆုံးမတာနဲ့ပဲကြုံတွေ့နိုင်နေဆိုတာတတိကြီးစွာထားပြီးတော့အရှုံးတွေကထပ်ပြီးတော့မဆုံးကြရအောင်မရှုံးကြရအောင်ကြင်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း